ချိန်ဖြစ်တယ်ကျွန်တော်တို့ကိုတရားဒေသနာတိုက်ကျွေးဖို့ဆရာခိုင်တောင်းဖြစ်တယ်သူနဲ့တာရှင်တော်ဝိညာဉ်တော်ကိုအားလုံးလက်မြောက်ပြီးမှလက်ခုပ်တီးနဲ့ကြိုဆိုကြရအောင်မြန်မာလိုဘာသာပြန်မယ်နော်ကျွန်တော်ဟာလေလုယာအာမင်လုံဒမငယ်တူနေကိမိုထေမောဘက်ပေနာဒီနေ့ကေရိုတွေ့ဆုံခွင့်ရတဲ့အတွက်ကြောင်းကျေးဇူးတင်တယ်ကဲအားလုံးဟာလေလုယာငါကျန်လောက်ခုနကျန်လောက်လောက်ရောက်နော်ဟာလေလုယာအာမင်ဒီမှာတတိခန်တော်လဲဆရာမလဲတည်ယူတင်တယ်ဖခင်တင်ကောင်းချီးပါစေအာမင်ဟာလေလုယာငါစကိပဲချပဲမင်းတဲ့โอเคဒီနေတော့ဟာလေလုယာ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 အာမင်အာမင်ဒီဘငါဟိုနိုင်ပေါနုံပြပြပပစန်တုငါတကယ်လုံနမ်ကိုမဆိုင်ငယ်ခွင့်ကောင်းခြင်းကောင်းပြင်ဆင်ပေးတဲ့ဖျားရှင်ပေါ်မှာရှိဦးစွာကျေးဇူးတော်ချီးမွမ်းပါတယ်အာမင်ကိမိုထေလုံဒမင်းအသွေးဆောင်ခွင့်ရတဲ့အတွက်ကျေးဇူးတင်တယ်ဒီလာရစတန်ဇုံဟိုနိုင်ပြမန်လုံဒမင်းဒီနေ့ဆရာများကလည်းကျွန်တော်ကိုခွင့်ပေးတဲ့အတွက်ကျေးဇူးတင်တယ်အာမင်အာမင်ကန်ခတ်ဆောင်တော့ဟွန်ပကိကဇိုင်းအာမင်ကျွန်တော်တန်ရှင်တော်ဝိညာဉ်တော်ကိုအချိန်ပေးပါတယ်ခတ်ဆောင်အကစ်ဆမ်ဘငန်အငန်ဒီဟီဝိညာဉ်တော်ဖခင်ကလိုအပ်တယ်လို့လုံးဝဖြစ်ပါတယ်ကေပက်အလောင်းဘခိလလီဟာလေလုယာအတုံးတော်ခံတက်တက်ပဲဖြစ်ပါတယ်ဘာငယမ်ချီလေအဲ့တင်ဟလာပနာဂုပ်ခဲလုံးလမထုဂန်ဒင်းအကိကင်းဟီမောခိယအဲ့တင်ပန်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့အားလုံးကတရင်ကဝင်ကဖွေးရပြင်ဆင်ထားတဲ့လူတွေဖြစ်ပါတယ်ဂုပ်ခဲနထုဂန်အစီယမ်ပန်ခတ်ဆောင်တော့ဟီမောတရင်ကောင်းဝင်ကချင်းမှာအတော်ဆုံးအဝိညာဉ်တော်ဘုရားဖြစ်ပါတယ်အာမင် The best evangelist เป็นခတ်ဆောင်တော့ဟီအတော်ဆုံး evangelist ကဝိညာဉ်တော်ဘုရားဖြစ်ပါတယ်အာမင်ဟာလေလုယာအာမင်အနာဟီလာယာငုံပိုင်ဂျေစပန်ငုံပိုင်လာမီနာဘန်ကလုံစစ်ဆောင်ငုံလေချန်ကကိမူမီတေတုံကိပါစင်ထိုကိကုမ်ခေါမနာတော့ตัวปนกลงสิงลงขมามาสิเทโลขารไม่เวကျွန်တော်အမေရိကန်နေလာခဲ့တော့လမ်းမှာတွေ့ရတဲ့လူတွေနဲ့စကားပြောတဲ့နေရာကားတဲ့နေပဲဖြစ်ကျွန်တော်ရဲ့နှလုံးသားကိုရန်တူးထိတဲ့အရာတစ်ခုရှိတယ်အင်းတော့ပတ်တူပတ်တော့လာရှိတော့စင်กองไปนะเวลวาเลงตุงมุนขัดเป็นนายสมเลยนายกุบังตัวขามตัวบังลายเขาซิมทุงเงียนตัวเป็นตัวลายเป็นฮิเอไซยะสุงาเอไซยะปัศยันซับนาเป็นกันกระทรวงสิทธิโลขัดนำตัวส่งมั่ง16นาทีแล้วตอนนี้มาสินจน16นาทีแล้วเรียนซีอะไรไอ้เนี่ยมาจ้าซาพายินเนี่ยเนาะเฮชายาคันจิสเฮชายากูพยาขอเร่อายากูจนเราสิ่งที่มามาตามมาตู้ที่บาร์ไอ้เดียเจ้าอยากอินตัวเฮชายาอเลียนกุกน้ำมั้งเฮชายาคันจิชอบเนี่ยมาพิบาร์ขัดปันนี่นะติกานี่เกียรติเชียงกัวเกียรติเชียงสิมเนี่ยเฮชายาคันจิชอบขังเงติกานี่ชิดที่ลายเสียงทูเบกเพสิมคอมไม่เดียมเด้เต็กมั้งกูกันท่าได้จานสากูดูพยาวน้องที่นี่ต้องนี่สายดอนนี่ด้วย
pasien Esaya asap na kimukhe ဒီနေရာမှာဘုရားသခင်ကဟေရှာယကိုခေါ်တဲ့အရာကိုကျွန်တော်တွေ့ရပါတယ် Hilaya pen gending na tampitak gending om hi ဒီနေရာမှာပြောမယ်ဆိုရင်ပြောစရာအများကြီးရှိပါတယ် Agilaya tuni taakena atom no na kagen no thu kharina bang miyam chile ဒါပေမဲ့ဒီညမှာကျွန်တော်အတူချုံအနေနဲ့ပြောချင်တာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ Esaya in Hesaya pasien mu ဟေရှာယကဘုရားသခင်ကိုတွေ့တယ် pasien vangen namo ဘုရားသခင်ကဘုန်းတော်ကိုတွေ့တယ် pasien vangen nam mu hi mo hi ဘုရားသခင်ရဲ့ဘုန်းတကောကိုတွေ့တယ် Hesaya pen ma hi amu ma zong pen ama tum lo mi tuan lo hi ma pen ဒီအချိန်မှာတိုင်ခင်းတဲ့ဟေရှာယကမယုံကြည်သူမဟုတ်ပါဘူး ama pen pil na nei pasien tu ma pasien to ki swa pasien adi on na sem khadong hi mai ding hi ma pen သူကပညာတတ်တော်သူဖြစ်တယ်ဘုရားသခင်နဲ့အတူရှောင်းလန်းတော်သူလည်းဖြစ်ကောင်းဖြစ်လိမ့်မယ် Anga hilai pen bak omiam chile Hesaya pen pasien mu pasien vangen na pasien i hoina pasien i hina pasien i sien thona mong ye ဒီညမှာဟေရှာယကဘုရားသခင်ရဲ့တန်ရှင်းတော်မူခြင်းဘုရားသခင်ရဲ့ဖြစ်ခြင်းအားလုံးကိုတွေ့မြင်ရတာဖြစ်ပါတယ် Hilaya Hesaya pasien amu tak chianga ဒီညမှာဟေရှာယကဘုရားသခင်ကိုတွေ့တဲ့အချိန်မှာ aman ni danga sep sate atuam tepen aman among na pi aki abang sia azum huai phian mo among na pi tuang ngai sun mo အတိတ်ကသူ့ရဲ့ဖြစ်ခြင်းအားလုံးသူလုံးတဲ့မြအရာအားလုံးကဘာမှအတိတ်ပဲမရောက်ပဲအချင်းချင်းတက်ဖြစ်မှန်းသူသိလာပါတယ် bangyam chile asyang thomam avang lien mama pasien mu ai chang ဘာလို့လဲဆိုတော့မတမတန်ရှင်းတော်မူတဲ့ဖခင်ဘုံတကူကြီးတော်မူတဲ့ဖခင်ကိုတွေ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ် pasien hina tak mu ai chang ဘုရားသခင်ရဲ့တကယ်ဖြစ်ခြင်းကိုတွေ့တော်သိရတာဖြစ်ပါတယ် toy cha bang jiam cha ama kamal ma sa pen pen အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့သူ့ရဲ့ပထမဦးဆုံးစကားမှာဘာပြောလဲဆိုတော့ ama hoi lo na သူ့ရဲ့အားနည်းချက်ကိုသူတွေ့မြင်ရတာဖြစ်ပါတယ် ama chin lo na ama hi the lo na ama i bang chria kitchen vel lo na ma te bang ma hi lo na သူ့ရဲ့မစုံလင်ခြင်းသူ့ရဲ့မပြည့်စုံခြင်းကိုသူ့ကိုသူမြင်လာရတာဖြစ်ပါတယ် ตัวเจียงนะฮิหัวปะเห็นหรออลุงตั้งตอกกิสิเทนะโอ้ตัวป้าจ้า အဲ့ဒီအချိန်မှာသူ့အုံနောက်ကပဲမဟုတ်ဘဲနဲ့သူ့နှလုံးသားကနေပြီးမှနောင်တရခြင်းအိုးဖျားဆိုပြီးမှနောင်တရခြင်းကသူတိလာတာဖြစ်ပါတယ် ตัวเจียงนะตัวอะไรอะวันตุงมีเต็นอมุกไม่อัมโตบิสักนาตัวไปปัน အဲ့ဒါပြီးမှပဲကောင်းကင်တမန်တွေကမီးခဲနဲ့သူ့ရဲ့နှခမ်းကိုတိုးတဲ့အရာလာတာဖြစ်ပါတယ် ตัวปันเอสายเป็นปัสเซนจัดปีมันองสังนะกำสังมาเตไอทุมีเตอดิงตูดงมากำสังมาเตอะไรเสียงโถมังเกลเตตัวมเตมาเตปัสเซนมินท่าดิ่งมาคิซังตายมั้ง အဲ့ဒီချိန်ကစာပြီးမှဟေရှာယကိုဘုရားသခင်စာပြီးမှအသုံးပြုတယ်ရိုးသူ့ရဲ့အသုံးပြုတော့အသုံးတော်ခါမိုးပဲနဲ့တကယ့်ကိုကြီးမြတ်တဲ့ prophet တယောက်အနေနဲ့ဘုရားသခင်အသုံးပြုတာဖြစ်ပါတယ် ตัวน่ะฮิไอฮิลายะขัดทุมซุงขัดซุงฮิลายะขัดซุงอมดิ่งมาเตขัดทุมซุงไอซุงอ่ะเป็นไอกิสับปีเป็นอ่ะบังอมยามสิเลย ဒီနေရာမှာကျွန်တော်တို့တလားဒါမှမဟုတ်3လနေတဲ့ချိန်မှာကျွန်တော်တို့အလိုအဆုံးရာကဘာလဲဆိုတော့ ปัสเซียนมูงเงียดิ่งมั้ง ဘုရားသခင်ကိုကိုယ်တိုင်တွေ့မြင်ခြင်းဖြစ် I ပါတ want ယ် to see your glory จริงอย่างนี้ ကျွန်တော်ဘုရားသခင်ရဲ့ဘုံတကောကိုတွေ့မြင်ခြင်းတယ်ဆိုပြီးမှကျွန်တော် บา တော ง င်းလျှောက်ရ ยา အော ม င် จีเลยปัสเซียนฟังเลยนะมุกเอเล่เป็นเอเล่แกกิสิกเทโลอย่างไอ้ลุงสิมา ဘာလို့လဲဆိုတော့ကျွန်တော်ဘုရားသခင်ရဲ့တကောတော်ကိုမတွေ့ဘူးဆိုရင်ကျွန်တော်တို့နောင်တမရတတ်ပါဘူး อีกัมตัวเบลกิสิกเทียง ဗဇက်ကတော့ပြောနိုင်ပါတယ် อังตัวเป็นอัตตักฮิโซลักตักเลย ဒါပေမဲ့ဗဇက်ကအခြေအနေတဲ့ကျွန်တော်တကယ်မှာဖြစ်ဖို့အရေးကြီးပါတယ် ปัสเซียนตกกิมุงเงียตาปัสเซียนมุงเงียตาปัสเซียนฟังเลยนะปัสเซียนฮีน่ะตึงมุตักจะไอ้บังมาฮีโรลับกิตละตัวกิสิงนะตัวเป็นกิสาม ဘုရားသခင်နဲ့နဖူးတွေ့ဒူပွေတွေ့မြင်ပြီးမှသူ့ရဲ့တကောတော်ကိုနားလည်ပြီးမှသူ့ရဲ့တန်ရှင်းတော်မူခြင်းကိုနားလည်ပြီးမှအဲ့ဒီကစာပြီးကျွန်တော်တို့နေချနောင်တရခြင်းကအင်မတန်မှအရေးကြီး ตัว ပါတယ် ปันเฮเลเป็นไอ้หกตัวเลเวลนั่นแล้วนะฮีน่ะแค่ปุ๊ตัวปัสเซียนส่งเป็นนะตัวปัสเซียนไอ้เป็นองเสียงทูสักนะตัวเป็นจับเทมีทั่วเนี่ย အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့ရဲ့ဒီအုံနောက်ရဲ့ကျွန်တော်တို့ကိုဘယ်လိုပြောမလဲကိုယ့်ရဲ့အစွမ်းစားကိုမိခိုချင်းတဲ့ဘုရားသခင်ရဲ့အစွမ်းစားကိုမိခိုပြီးမှကျွန်တော်တို့တကယ်အောင်မြင်သောဧဝံဂေလိဆရာများဖြစ်ကြမှာဖြစ်ပါတယ် ตัวเจียงนะฮีอินิสิมินะอินาอิสิมาตัวปันนังมาองนัวบิงจริงยังไง အားကြောင့်မို့ကျွန်တော်တို့နေစဉ်ရက်တိုင်း
나이 다이마 페아드킹 고로고 저노 뚜이면체 말해 소비마 수 땅자야. 또 번 방len 나무노밍 나호이 나무는 또 번 낭마무노밍 지링이야. 페아신 고래 까메 친구 저노 뚜이면체네 고로고 뚜이면체네 소비 수 땅자야. 방염지래 또빠 아무 딱딱 다비기 켈 히모. 발로레서 페아드킹 고 뜨게 뚜이면네 누가 뚜이에 때다 병래 바래. pasien jong penaman siang tau na ki khel mo ke changa ki niam khedai changa pasien na bang chia ama tung na sem thei pa 헤샤야가 두고도 네인차래 두고 남푸도 두베 뚜이래 뚜이장 페아드킹 또 가운지 베바래. to che tua sung na in nei sung na tu ni song hi dei ding hi jing chang jong dei ding hi sai chang jong dei tu jong ni pikha jong dei ding hi a ken thei lo hi nang le pasien pen nang mi malana zo bai na ni dang ina mi te gen son pe ko se tun pen kong mu tak tak hi jam te to a chi thei ding na 디네 맞잖아. 네가 뼈진다. 디네레 피나이네. 문에 피한 따베칼레 피나이네. 나우다 발레 피나이네. 다음에 매칭마베 피피트로 페야드킹 어떻게 뚜이미나이네. 아때다. 여바가 오 아잉가 두며 뼈로 고로고 띠다 피래. 다음에 아쿠스인 고네 따게 고로고 따게 몇명 고도 뚜이바비 소리다. 에디 아때다가 저노로 시포 이마다마 예지 바래. to a ding tu ngen nge ding hi 에디 또 수 다운자야 အောင်. to a hele hi kha sung kha chum sung yom sung pen to pe i ham phan na lien pen ni အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီတလသမဟုတ်3လအတွင်းမှာနေတဲ့ဟာကအတိတ်ပဲရှိလာမှာဖြစ်ပါတယ်ကျွန်တော်တို့အရေးကြီးဆုံးအရာဖြစ်ပါတယ် to le pasien ong sang thei ဘုရားသခင်ကအတုံးပြုတ်မှာဖြစ်ပါတယ် to khamang thang de ki man thei ding အဲ့ဒီအရာကပဲကျွန်တော်တို့တကယ်ပျောက်ဆုံးသောဝိညာဉ်တော်ကိုဖမ်းမိနိုင်မှာဖြစ်ပါတယ် dam lo te tu ga sang jang dam de နောက်နေမကောင်းမကြမ်းမှာဖြစ်တဲ့သူတွေကိုစူတောင်းပင်ကြမ်းမှာလာမှာဖြစ်ပါတယ် mi khat imu tak chang pasien ong hil de လူတယောက်ကိုတွေ့ပြီဆိုရင်ဘုရားသခင်ကကျွန်တော်တို့ကိုဖွင့်ပြမှာဖြစ်ပါတယ် bang dan kar suan ding bang kam pau ဘယ်လိုရှောက်လိုက်ရမလဲဘာစကားပြောမယ်ဘယ်စကားလုံးသုံးမယ်ဆိုကြဲဆိုတာကစာဘုရားသခင်ဖွင့်ပြောလာမှာဖြစ်ပါ to pen akipan na pen bang yam chile pen ei chile sa to jong en hi no bang yam chile hilai ong tung khin nau cha pen mi mai lo ve tung khin ta တို့ဒီမှာရောက်လာတဲ့သူတွေကရိုးရိုးလူတွေမဟုတ်ပါဘူး to ki sap nai pen bang yam je to pa ki sing nuo ming ma de ကျွန်တော်အရာလိုတာတစ်ခုပဲရှိတယ်အဲ့ဒါဘုရားကျွန်တော်ဝင်ချတောင်းပန်လိုပါတယ်ဆိုပြီးမှကျွန်တော်ပြောရမှာ ei chile sa to hi ding pen bel i kam chang to ki thei i khwak to jo ki thei anga ki sing na tak ma de a sen man to ki sing na ma tak pan hi thei lo cha to pat pasien wang len na imu tak cha to pan pasien wang len na sunga pen bel ama ni ta ကျွန်တော်နှလုံးကျွန်တော်စိတ်နဲ့အုံနောက်နဲ့ကျွန်တော်တို့အုံနောက်နဲ့အတွေ့အသားနဲ့တော့ကျွန်တော်ပြောလို့ရတယ်ဗဇက်ကနေပြောလို့ရတယ်နောင်တရခြင်းဒါပေမဲ့တကယ်စစ်မှန်တော့နောင်တရခြင်းကဝိညာဉ်တော်ဖခင်ရဲ့အလုပ်လုပ်ခြင်းပဲလိုပါတယ် toy chang na hun tom no sunga na tu hi jong no aman hi mai ning na to pa ong mu ming na wang na mu ming mang pon I want to see your glory jing ya ding ဒါပေမဲ့ဒီနေ့ဒီအချိန်မှာကျွန်တော်အချိန်นี้အနေငယ်အတွင်းမှာပြောချင်တာကဒီမှာပဲရတော့မှာဖြစ်တယ်အဓိကကျွန်တော်တို့ဖခင်သခင်ကိုရောကိုတွေ့မြင်ခြင်းတဲ့ကိုရောရဲ့ဘုန်းတော်တွေ့မြင်ခြင်းတဲ့ဆိုပြီးမှဆုတောင်းကြရအောင် amen အာမင် lung na mai to pa thu pa အားလုံးကိုကျေးဇူးတင်တယ်ဖခင်ရှင်ကောင်းချီးပေးပါစေကိုဆရာဆွမ်းကနေပြီးမှပေါ့နော်ကြီးညာဆရာများရှိရင်အရင်ဦးဆုံးဆရာဆွမ်းကိုဖိတ်ခေါ်ကြရအောင်